ဒီနေ့မြောက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ဒါလောက်တာသိမကြိုက်ဘူးဝါသနာမပါဘူးလို့ပြောချင်တဲ့အခါမှာ English လို့ပြောဖို့ရေးဖို့အတွက်လွယ်ကူလျင်မြန်တဲ့ spoken pattern လေးနဲ့မြောက်ပေးသွားမှာဖြစ်ပါတယ် I don't like လို့ပြောတာထက်ပိုပြီးယဉ်ကျေးတဲ့ပုံစံလေးလည်းဖြစ်ပါတယ်ဥပမာ I'm not very fond of watching horror movies ငါတရေကကြည့်ရတာသိမကြိုက်ဘူး I'm not very fond of watching horror moviesနောက်ထပ်လေ့ကျင့်ခန်းလေးကိုကျမနဲ့တူတူလိုက်ပြောကြည့်ရအောင်ပါကျွန်တော်လူတန်းရှည်ကြီးမှာတန်းစီရတာသိမကြိုက်ဘူး I'm not very fond of waiting in long lines I'm not very fond of waiting in long lines ကျွန်တော်မနေ့စောထားရတာသိမကြိုက်ဘူး I'm not very fond of waking up early I'm not very fond of waking up early ကျွန်တော်အဝတ်လျှော်ရတာကိုသိမကြိုက်ဘူး I'm not very fond of doing the laundry I'm not very fond of doing the laundry ကျွန်တော်လူများရှိမှစကားပြောရတာတွေကိုသိမကြိုက်ဘူး I'm not very fond of speaking in public I'm not very fond of speaking in public ကျွန်တော်အဆက်တွေစားရတာသိမကြိုက်ဘူး I'm not very fond of eating spicy food I'm not very fond of eating spicy food ကျွန်တော်ကတော့တယောက်တည်းခီးသွားတာကိုသိမကြိုက်ဘူး I'm not very fond of traveling alone I'm not very fond of traveling alone ကျွန်တော်လူစီကားတဲ့နေရာတွေကိုသွားတာသိမကြိုက်ဘူး I'm not very fond of going to crowded places I'm not very fond of going to crowded places ကျွန်တော်ဂန်နဝင်တေးဂီတာတွေနားထောင်ရတာသိမကြိုက်ဘူး I'm not very fond of listening to classical music I'm not very fond of listening to classical music ကျွန်တော်စနေတနင်္ဂနွေတွေမှာအလုပ်လုပ်ရတာသိမကြိုက်ဘူး I'm not very fond of working on weekends I'm not very fond of working on weekends ကျွန်တော်အိမ်တန်ရှင်းလို့ရတာကိုသိဝါသနာမပါဘူး I'm not very fond of cleaning the house I'm not very fond of cleaning the house ကျွန်တော်ညနေတဲ့ထိစာကြရတာသိမကြိုက်ဘူး I'm not very fond of studying late at night I'm not very fond of studying late at night ကျွန်တော်ကားချက်တာတွေထဲမှာကားမောတာကိုသိမကြိုက်ဘူး I'm not very fond of driving in heavy traffic I'm not very fond of driving in heavy traffic ကျွန်တော်လူတွေနဲ့စကားပြောရတာညှင်းခုန်ရတာကိုသိပြီးတော့မကြိုက်ဘူး I'm not very fond of arguing with people I'm not very fond of arguing with people ကျွန်တော်ဈေးကြီးတဲ့လက်ဆောင်တွေလက်ခံရတာသိမကြိုက်ဘူး I'm not very fond of receiving expensive gifts I'm not very fond of receiving expensive gifts ကျွန်တော်ပြက်လုံးတွေပြောရတာသိမကြိုက်ဘူးဟာတာတွေပြောရတာသိမကြိုက်ဘူးပေါ့နော် I'm not very fond of telling jokes I'm not very fond of telling jokes ကဲဒါဆိုရင်ပို့ပြီးတော့မှတ်မိသွားအောင်လို့ကျမတို့လေ့ကျင့်ခန်းလေးနည်းနည်းလုပ်ကြည့်ရအောင် exercise 1မင်းကခွေးနဲ့ကြောင်တွေကိုသဘောမကျဘူးအဲ့ဒါကိုကျမတို့ English လို့ဘယ်လိုပြောမလဲ I'm not very fond of cats and dogs I'm not very fond of cats and dogs ကတာကိုသိဝါသနာမပါဘူးလို့ဘယ်လိုပြောမလဲ I'm not very fond of dancing I'm not very fond of dancing ကင်မရာရှေ့မှာဓာတ်ပုံရိုက်ခံရတာကိုသိမကြိုက်ဘူးလို့ဘယ်လိုပြောမလဲ I'm not very fond of being photographed I'm not very fond of being photographed ကဲဒါဆိုဒီနေ့မျှဝေပေးလိုက်တဲ့ပတ်တန်လေးကိုရလောက်ပြီလို့ထင်ပါတယ်အခုလိုမျိုးအရန်ကိုအသုံးဝင်တဲ့နီလန်ကောင်းလေးတွေကိုမျှဝေပေးနေရဖြစ်လို့ကျမရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးလို့ရပါတယ်ကိုလိုပဲအင်္ဂလိပ်စာသင်ကြားဖို့လိုအပ်နေတဲ့သူတွေကိုလည်းဒီဗီဒီယိုလေးကိုမျှဝေပေးပါဦးနော်ကျေးဇူးအများကြီးတင်ပါတယ်